မိမိကိုယ်ကိုလေးစားခြင်း self respect self respect ဆိုတာကကိုယ့်ကိုယ်ကိုလေးစားတတ်ခြင်းပါ self respect အားကောင်းတဲ့သူတွေဟာကိုယ့်ကိုယ်ကိုလေးစားတတ်တယ်လို့တခြားသူတွေကိုလည်းလေးစားတတ်ကြပါတယ်ဒါကြောင့်ပဲကျွန်တော်တို့တွေဟာ self respect အားကောင်းလေ့ကျင့်သင်ယူတတ်ဖို့လိုအပ်ပါတယ် self respect ကိုဘယ်လိုတည်ဆောက်မလဲနံပါတ်1မျက်နှာမများပါနဲ့ self respect ရှိတဲ့သူတွေဟာကိုယ့်ကိုယ်ကိုတန်ဖိုးထားတတ်ကြတယ်လို့ကိုယ့်ရဲ့ partner တွေကိုလည်းတန်ဖိုးထားတတ်ကြပါတယ်နောက်ပြီးကိုယ့်ရဲ့ image ကိုကျဆင်းစေမယ့်အပြုအမူတွေကိုလည်းရှောင်ကျဉ်တတ်ကြပါတယ်။ဒါကြောင့် self respect အားကောင်းခြင်းနဲ့ဆိုရင်တော့မျက်နှာမများပါနဲ့တယောက်ဆိုတယောက်ပဲချစ်ပါ။နံပါတ်2ကိုယ့်ရည်မှန်းချက်တွေကိုဖြစ်မြောက်အောင်လုပ်ဆောင်ပါ။ကိုယ်တိုင်ချမှတ်ခဲ့တဲ့စည်းကမ်းချက်တွေ time table တွေအစီအစဉ်တွေကိုဖြစ်မြောက်အောင်လုပ်ကိုင်ခြင်းကကိုယ့်ကိုယ်ကို respect ပေးခြင်းတစ်မျိုးပါပဲ။ဘာဖြစ်လို့လဲဆိုတော့အခက်အခဲတွေအများကြီးတဲကမှချမှတ်ခဲ့တဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုကိုယ်တိုင်လေးစားလိုက်နာတဲ့အနေနဲ့မဖြစ်ဖြစ်အောင်လုပ်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။နံပါတ်3ကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားပါ။မိမိဟာဝသည်ဖြစ်စေပိန်သည်ဖြစ်စေပူသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေနောက်ဆုံးဒုက္ခိတပဲဖြစ်နေပါစေ။ကိုယ့်ရဲ့ဖြစ်တည်မှုလေးပေါ်မှာ respect လေးထားပေးပါ။ချစ်ခင်ပေးပါ။ကိုယ့်ကိုယ်ကိုအမြဲလူရဝင်တယ်လို့သတ်မှတ်ပေးပါ။နံပါတ်4ကိုယ့်ကိုယ်ကိုအပြစ်မတင်ပါနဲ့။ရုပ်ရည်နဲ့ပတ်သက်ပြီး blame ခံရတဲ့အခါစိတ်ထားပြောညံ့လို့ blame ခံရတဲ့အခါညံရည်သွေးနှိမ့်လို့ blame ခံရတဲ့အခါဘယ်လိုအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ်လူတွေကကိုယ့်ကို blame တာလုပ်ခံရတဲ့အခါမှာငါဘာလို့ဒီလိုတွေဖြစ်နေတာလဲငါဘာလို့ရုပ်ဆိုးနေတာလဲငါဘာလို့မချမ်းသာတာလဲဆိုတော့စိတ်နှောက်ယှက်ဖြစ်စရာအတွေးတွေတွေးပြီးကိုယ့်ကိုယ်ကိုမမုန်းတီးလိုက်ပါနဲ့ကိုယ့်ကိုယ်ကိုပြန်ပြီးအပြစ်မတင်ပါနဲ့ကိုယ့်ကိုယ်ကိုရိုသေလေးစားတဲ့သူတိုင်းကကိုယ့်ရဲ့ဖြစ်တည်မှုကိုလေးစားတယ်လို့လက်ရှိပိုင်ဆိုင်ထားတဲ့အရာဝတ္ထုတွေအပေါ်မှာလည်းလေးစားမှုရှိကြပါတယ်။နံပါတ်4ကိုယ့်ကိုယ်ကိုအားနာဖို့မမေ့ပါနဲ့။ self respect အားကောင်းခြင်းနဲ့ဆိုရင်တော့လူတွေအပေါ်မှာအားနာတတ်တဲ့အကျင့်ကိုဖျောက်ပါ။ကျွန်တော်တို့တွေကလူတွေအပေါ်မှာအားနာတာများလာတဲ့အခါကိုယ့်ကိုယ်ကိုအားနာတတ်ဖို့မေ့သွားတတ်ပါတယ်။ကိုယ့်ကိုယ်ကိုအားနာဖို့မေ့သွားတဲ့အခါမှာလောကကြီးမှာရှင်သန်နေရတာကအတိတ်ပဲမဲ့တယ်လို့ပင်ပန်းတယ်လို့ဖြစ်လာတတ်ပါတယ်။သူတစ်ပါးကိုအားနာပြီးကိုယ့်ကိုယ်ကိုအားမနာတတ်တဲ့သူတွေကတန်ဖိုးမရှိတဲ့သူတွေအဖို့မတန်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးကိုဟာကိုယ့်အတွက်ရောတခြားသူအတွက်ပါအဖို့တန်လေတန်ဖိုးရှိတဲ့သူလေးဖြစ်ချင်ပါတယ်ဆိုရင်တော့သူများကိုအားနာနေမယ့်အစားကိုယ့်ကိုယ်ကိုပဲအားနာလိုက်ပါ။ကိုယ့်ကိုယ်ကိုခွင့်လွှတ်ခြင်း self forgiveness ငါဘာကြောင့်ဒီအမှားတွေကိုလုပ်ခဲ့ရတာလဲအသုံးမကျလိုက်တာငါဘာလို့ဒီလိုတွေပြောလိုက်ရတာလဲကိုယ့်ကိုယ်ကိုစိတ်ပြတ်လိုက်တာငါဘာဖြစ်လို့အဲ့ဒီကိုသွားမိတာလဲကိုယ့်ကိုယ်ကိုမုန်းလိုက်တာငယ်စဉ်ကလေးဘဝကနေအခုချိန်ထိအမှားတွေအများကြီးကျွန်တော်တို့လုပ်မိခဲ့ကြပါတယ်ဒီအမှားတွေတဲကနေမှမရင်ကျက်ခဲ့လို့လုပ်လိုက်မိတဲ့အမှားတွေလည်းအများကြီးပါနိုင်ပါတယ်မထင်မှတ်ပဲကျွလွန်လိုက်မိတဲ့အမှားတွေလည်းများစွာပါနိုင်ပါတယ်တိလို့ပဲလုပ်မတိလို့ပဲလုပ်ဖြစ်ခဲ့ပြက်ခဲ့တဲ့အမှားတွေအတွက်နောက်နာရပြီးကိုယ့်ကိုယ်ကိုအပြစ်တင်မုန်းတီးနေပဲအစားဒီလိုအမှားမျိုးနောက်တစ်ခါမလုပ်မိအောင်ဒီလိုနောင်နာမျိုးနောက်တစ်ခါမကြုံရအောင်သင်ခန်းစာယူပြီးကိုယ့်ကိုယ်ကိုခွင့်လွှတ်နိုင်မှုကြိုးစားပါ self forgiveness ဆိုတာကနောက်ထပ်ရှင်သန်ရအောင်မဲ့ကာလတွေမှာနောင်နာကင်းကင်းနဲ့ကောင်းမွန်စွာရှေ့ဆက်နိုင်မှုအတွက်အတိတ်ကမိမိနဲ့ပြစ္ဆုတ်ပံကမိမိကိုငြိမ်းချမ်းရေးယူလိုက်ခြင်းပါပဲကိုယ့်ကိုယ်ကိုခွင့်လွှတ်ဖို့ဘာတွေလုပ်ကြမလဲနံပါတ်1ကိုယ့်ကိုယ်ကိုတောင်းပန်ခြင်းပထမဆုံးအနေနဲ့အတိတ်ကမှားခဲ့မှုရဲ့အမှားတွေအတွက်ကိုယ့်ကိုယ်ကိုဘယ်လောက်ထိစိတ်ပြတ်နေမိသလဲဘယ်လောက်ထိခွင့်မလွတ်နိုင်ဖြစ်နေသလဲဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်အတိတ်အနက်ကိုသိအောင်လုပ်ပါသိပြီဆိုတာနဲ့ကိုယ့်ကိုယ်ကိုတောင်းပန်တဲ့အနေနဲ့ကိုယ့်ရဲ့ရင်ထဲမှာဖြစ်ချင်နေတဲ့စိတ်ခံစားချက်လေးတွေကိုအာရုံစိုက်ပေးပါအဲ့ဒီခံစားချက်လေးတွေအတိုင်းလိုက်ရောပေးပါဥပမာလက်ပတ်နိုင်တစ်လုံးကိုအရန်လိုချင်နေတယ်ဆိုပါစို့ဒီအခါကိုယ့်ရဲ့စိတ်အတွင်းမှာဖြစ်ပေါ်လာတဲ့အဲ့ဒီခံစားချက်လေးကိုအာရုံစိုက်ပေးတယ်ဂရုစိုက်ပေးတယ်ဆိုတဲ့သဘောမျိုးနဲ့လိုချင်နေတဲ့နာရီလေးကိုဝယ်လိုက်ပါအယိုးရှင်းဆုံးပြောရရင်စိတ်ဆိုးနေလို့ချော့တဲ့သဘောမျိုးခွင့်လွှတ်ပေးဖို့တောင်းပန်တဲ့အနေနဲ့လိုချင်တာကိုဝယ်ပေးလိုက်တဲ့သဘောမျိုးပါနံပါတ်2အတိတ်ကအမှားတွေကိုလိုလားလားအတိမတ်ပြုတ်ပြီးလက်ခံလိုက်ခြင်း
အတိတ်ကအမှားတွေကိုပြုပြင်ဖို့ခက်ခဲနေပြီဆိုရင်ပထမဦးဆုံးအနေနဲ့သင်မှားခဲ့ကြောင်းလက်ခံလိုက်ပါဟုတ်တယ်ငါမှားခဲ့တယ်လို့ပါဇက်ကထုတ်ဖော်ရှည်ရွတ်ပြီးအမှားတွေကိုအသိမှတ်ပြုလိုက်ပါခေါင်းထဲကရောရင်ဘတ်ထဲကပါအတွေးတွေကိုဖွင့်ထုတ်ပြလိုက်တဲ့အခါသင်အတွက်ဝင်တော့ဝင်မှုမဖြစ်တော့ဘဲသက်သာသွားပါလိမ့်မယ်ဒါအပြင်သင်လုပ်ခဲ့မှုတဲ့အမှားတွေကနေသင်ခန်းစာယူဖို့လည်းလွယ်ကူသွားစေပါလိမ့်မယ်နံပါတ်3ကိုအကြံပေးခြင်းသင်တငယ်ချင်းသာသင်လုပ်ခဲ့တဲ့အမှားမျိုးကိုကျူးလွန်ခဲ့မိမယ်ဆိုရင်သင်သူတို့ကိုဘယ်လိုအကြံပေးမှာပါလဲသင်သူတို့ကိုပေးမယ်အဲ့ဒီအကြံအတိုင်းသင်ကိုယ်တိုင်လှုပ်ဆောင်ကြည့်ပါဒီအခါကိုကအကြံပေးသူအနေနဲ့ဖြစ်သွားပြီးကိုယ်တိုင်ဘာတွေဆက်လုပ်သင့်တယ်ဆိုတာကိုသိရှိသွားပါလိမ့်မယ်ဒါအပြင်တချို့အမှားတွေကအပြစ်တင်စရာမဟုတ်ကြောင်းနားလည်လာပါလိမ့်မယ်နံပါတ်4လွှတ်ချခြင်းနဲ့ခွင့်လွှတ်ခြင်းစုပ်ကိုင်ထားတဲ့အတိတ်ကအမှားတွေနဲ့နောင်တတွေကလွှတ်မချနိုင်သေးတဲ့ခွင့်မလွတ်နိုင်သေးတဲ့ကျွန်တော်တို့အေးချမ်းသာယာနေမှာမဟုတ်သလိုရှေ့ဆက်လို့လည်းရမှာမဟုတ်ပါဘူးအတိတ်ကအမှားတွေကိုလွှတ်ချနိုင်လိုက်တဲ့အခါကျွန်တော်တို့ရဲ့ဘဝတွေကပိုပြီးအတိတ်ပဲရှိလာပါလိမ့်မယ်ကိုခွင့်လွတ်နိုင်တဲ့အခါကျွန်တော်တို့ဘဝတွေကအရင်ကထက်ပိုပြီးပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်ကိုစိတ်ဒုက္ခအမျိုးမျိုးပေးခဲ့တဲ့တခြားလူတွေကိုခွင့်လွတ်ပေးနိုင်အောင်ကြိုးစားတာကပညာရဲ့တစ်ခုဖြစ်တယ်လို့ကိုခွင့်လွတ်နိုင်အောင်ကြိုးစားတာကလည်းကောင်းမွန်တဲ့အလေးကျင့်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့မှာရှေ့ဆက်ရမယ့်ခရီးလမ်းတွေဆက်လက်ရေးရအောင်မဲ့သမိုင်းတွေကအရှိကြီးရှိနေပါသေးတယ်ဒါကြောင့်ကိုမြန်မြန်ခွင့်လွတ်ပြီးမြန်မြန်လွတ်မြောက်ခွင့်ပေးလိုက်ပါနော်အတိပေးလွှာနောက်စာမျက်နှာမှာပါရှိတဲ့အတ္တကြီးတဲ့မိဘများဆိုတဲ့စာစုလေးကအတ္တကြီးတဲ့မိဘတွေကိုရည်ရွယ်ပြီးသူတို့ရဲ့အတ္တတွေကြောင့်သားသမီးတွေဘလောက်အထိစိတ်ဒဏ်ရာရနေကြောင်းကိုရေးသားထားတာဖြစ်ပါတယ်တကယ်လို့သင်အနေနဲ့ပြုစုပြောထောင်မှုကောင်းတဲ့မိဘအတ္တဝါဒကိုအခြေခံထားပြီးသားသမီးတွေကိုမအုပ်ချုပ်တဲ့မိဘတွေဆိုရင်ဒီစာစုလေးကိုကြော်သွားဖို့တောင်းဆိုပါရစေနောက်ပြီးသင်အနေနဲ့ပြုစုပြောထောင်မှုကောင်းတဲ့မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သားသမီးအတ္တဝါဒကိုအခြေမခံဘဲသားသမီးတွေကိုအေးချမ်းစွာပြုစုပြောထောင်တဲ့မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သားသမီးဆိုရင်တော့ဒီစာစုလေးကိုမဖတ်ဘဲကြော်သွားဖို့မေတ္တာရက်ခံပါစေအတ္တကြီးတဲ့မိဘများအတ္တကြီးတဲ့မိဘတွေနဲ့နေရတာများလာတဲ့လူငယ်တွေဟာတာမန်လူတွေထက်စိတ်ဒဏ်ရာတွေပိုများကြပါတယ်နောက်ပြီးသူတို့ဘဝရဲ့ရခဲ့မှုတဲ့စိတ်ဒဏ်ရာတွေထဲမှာသူတို့မိဘတွေပေးတဲ့စိတ်ဒဏ်ရာကအများဆုံးပါပဲအတ္တကြီးတဲ့သူတွေကကိုယ့်ရဲ့စိတ်ဆန္ဒကလွှဲရင်တခြားသူရဲ့စိတ်ဆန္ဒကအရေးမကြီးဘူးလို့ထင်တတ်ကြပါတယ်ကိုပြောတာသာအမှန်ကိုလုပ်တာသာအမှန်ဆိုပြီးအမြဲတွေးထင်နေလိမ့်ရှိကြပါတယ်ဒီထဲမှာအတ္တကြီးတဲ့မိဘတွေကလည်းအပါအဝင်ဖြစ်ပါတယ်အတ္တကြီးတဲ့မိဘတွေရဲ့သားသမီးပေါ်ပြုစုပြောထောင်တဲ့ပုံစံကအတ္တဝါဒကိုအခြေခံတဲ့ဘက်ကိုသွားပါတယ်တခုခုဆိုရင်သူတို့ပြောတာအမှန်သူတို့လုပ်တာအမှန်သူတို့ပြောသလိုသာလုပ်ရမယ်သူတို့ပြောသလိုလုပ်ရင်ကောင်းတာတွေဖြစ်မယ်ဆိုပြီးတော့သားသမီးတွေကိုထိန်းချောင်းတာများပါတယ်ဒီလိုအတ္တကိုအခြေခံပြီးသားသမီးတွေကိုပြုစုပြောထောင်လိုက်တဲ့အတွက်သားသမီးတွေဘလောက်ပဲစိတ်ဒဏ်ရာရသွားမလဲဆိုတာကိုသူတို့မတွေးကြပါဘူးအဓိကကတော့သူတို့စကားကိုသူတို့သားသမီးတွေအမြဲနားထောင်နေဖို့သူတို့သားသမီးတွေအမြဲလေးစားနေဖို့သူတို့ကိုသားသမီးတွေအမြဲတမ်းလေးစားနေဖို့သူတို့ကိုသားသမီးတွေအမြဲကြောက်နေဖို့ကပဲအရေးကြီးတာပါတခါတလေမှာ narcissist parent တွေကသားသမီးနဲ့ပတ်သက်လာရင်အမြဲတမ်းဒေါသကြီးတတ်ကြသလိုနင်ကတနေရာမှသုံးစားလို့မရဘူးသူများသားသမီးတွေဆိုရင်အလုပ်တွေလုပ်မိဘကိုထောက်ပံ့နေရပြီညှို့မွေးမိတာငါအယမ်းမှားတယ်စတဲ့စကားလုံးတွေကိုလည်းအထိန်ကိုမဲ့စွာပြောတတ်ဆိုတတ်လေးရှိပါတယ်အခုလိုသူတို့ကိုအော်ဟစ်ဆဲဆိုလိုက်လို့ကိုသားသမီးအရှက်ရသွားမလားဆိုတာကိုသူတို့အနေနဲ့မတွေးတော့မိကြပါဘူးအဓိကကသူတို့ပြောသလိုမလုပ်ရင်အော်မယ်ဟစ်မယ်အရှက်ခွဲမယ်ရိုက်နှက်ဆုံးမမယ်ဆိုတာမျိုးပါဒီလိုလုပ်တယ်ဆိုတာကသူတို့ရဲ့စိတ်ထဲမှာသားသမီးကိုနစ်နာစေလိုတဲ့ဆန္ဒမရှိပေမဲ့သူတို့ဖြတ်သန်းခဲ့ရတဲ့နေထိုင်မှုပုံစံဘဝအခြေအနေတွေကြောင့်သာဒီလိုဖြစ်နေရတာမျိုးပါတခါတလေမှာသားသမီးတွေအပေါ်မှာဖြစ်ထွန်းစေခြင်းနဲ့စိတ်အယမ်းများသွားတဲ့အခါကိုသားသမီးတွေဘာဖြစ်ချင်နေလဲဆိုတာကိုမသိတော့ပဲကိုဘာဖြစ်ချင်လဲဆိုတာကိုပဲသိကြပါတယ်သားသမီးတွေကဘလောက်ပဲစူးစမ်းနေပါစေစိတ်တိုင်းမကြဘူး
အကောင်းမြင်မပေးဘူးအမားကိုမျက်စိတောက်ထောက်လိုက်ရှာပြီးတော့အပြစ်တင်ဝေဖန်ရတယ်ကိုသားသမီးကိုတခြားသားသမီးတွေနဲ့လိုက်နှိုင်းယှဉ်ပြီးတော့ပြောကြတယ်ကြာလာတော့ဒီလိုပြုမှုခံရတဲ့သားသမီးတွေမှာ inferiority complex လို့ခေါ်တဲ့စိတ်ယောဂတစ်မျိုးကဆွဲကပ်လာတယ်ဒီစိတ်ယောဂကြောင့်အရာရာမှာသင်ငယ်စိတ်ကဝင်လာကြတယ်စိတ်အတက်ကြမြင်ကြတယ်အမြဲလိုအထီးကျန်တယ်လို့ခံစားနေရတယ်နောက်ပြီးမိဘနဲ့အတူနေရမှာကြောက်လာတာမိဘနဲ့စကားပြောရမှာကြောက်လာတာမိဘကိုတိုင်ပင်ရမှာကြောက်လာတာမိဘကိုကိုယ့်ရဲ့အခက်အခဲတွေကိုပြောပြရမှာကြောက်လာတာမိဘကိုမိမိရဲ့အိမ်မက်တွေအကြောင်းကိုပြောပြရမှာကြောက်လာတာမိဘရဲ့ဆဲတံဆိုတံတွေကိုကြောက်လာတာစတဲ့ကြောက်စိတ်တွေလည်းဝင်လာကြပါတယ်တခါတလေမှာသားသမီးကိုမွေးထားတဲ့မိဘတွေပဲစိတ်ပင်ပန်းရတာမျိုးမဟုတ်ပဲအတ္တကြီးတဲ့မိဘတွေရဲ့မွေးဖွားခြင်းကိုခံထားရတဲ့သားသမီးတွေကလည်းစိတ်ပင်ပန်းရတာမျိုးစိတ်တန်ရာရတာမျိုးတွေရှိကြောင်းသိစေချင်ပါတယ်နောက်ပြီးအတ္တကြီးတဲ့မိဘတွေဟာတိုင်ပင်လို့မရတဲ့သူတွေထဲမှာပါပါတယ်တခုခုတိုင်ပင်လိုက်တိုင်းမှာသားသမီးတွေဘက်ကအမြဲရှိမနေပေးတတ်ကြပါဘူးတိုင်ပင်လိုက်တိုင်းမှာသားသမီးတွေနဲ့တိုင်ပင်လိုက်တိုင်းမှာသားသမီးတွေနဲ့မိဘအမြဲလိုရန်ဖြစ်နေရတတ်တာမို့နောက်ပိုင်းမှာသားသမီးတွေကမိဘတွေကိုမတိုင်ပင်ကြတော့ပဲပြဿနာတွေကိုတယောက်တည်းကြိတ်ပြီးဖြေရှင်းလာကြပါတော့တယ်ဒီအခါအမားလေးတွေဖြစ်လာကြတယ်လမ်းမားတွေရောက်လာကြပါတော့တယ်ဒါကြောင့်မိဘတွေကိုပြောချင်တာကသားသမီးတွေကိုတကယ်ချစ်တယ်ဆိုရင်အတ္တစိတ်ကိုလျှော့ကြည့်စေချင်တယ်တင်သာအတ္တစိတ်တွေကိုလျှော့ချလိုက်မယ်ဆိုရင်သားသမီးတွေကတင့်ကိုတိုင်ပင်ဖို့ဝင်လေးနေမှာမဟုတ်တော့ပါဘူးအထင်းကိုကောင်းတဲ့မိဘသားသမီးကိုချစ်တတ်တဲ့မိဘနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေကတော့ဒီစာစုလေးကိုမြင်မယ်ဆိုရင်ပြောကြဆိုကြပါလိမ့်မယ်အစိတ်သင့်စေတဲ့စာလို့တောင်ပြောကောင်းပြောကြပါလိမ့်မယ်ဒါပေမဲ့အတ္တကြီးတဲ့မိဘတွေနဲ့ကြုံတွေ့ခဲ့ရတဲ့သူတွေပဲဒီခံစားချက်တွေကိုနားလည်နိုင်တာပါတကယ်လို့ဒီစာစုကိုဖတ်နေတဲ့သူတွေက narcissist parent အတ္တကြီးတဲ့မိဘတွေဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာတစ်ခုရှိပါတယ်။သင်ရဲ့သားသမီးတွေအယမ်းပင်ပန်းနေပါပြီ။စိတ်ဒဏ်ရာတွေလည်းအများကြီးရနေပါပြီ။သင်ရဲ့စိတ်ဆူသံတွေကိုထပ်ကြားရမှအယမ်းကြောက်နေပါပြီ။ဒါကြောင့်ငါကောင်းစေချင်လို့လုပ်တာပဲငါမမားဘူးဆိုတဲ့အတ္တစိတ်တွေကိုလျှော့ချပေးလိုက်ကြပါ။သင်ရဲ့သားသမီးတွေကလောကကြီးထဲမှာအာတင်ပြီးရှင်သန်နေရတယ်ဆိုတာကိုသတိရှိရှိနဲ့မြင်နိုင်အောင်ကြိုးစားပေးကြပါနော်။တကယ်လို့ဒီစာစုကိုဖတ်နေတဲ့သူတွေက narcissist parent နဲ့နေထိုင်တဲ့သားသမီးတွေဖြစ်နေခဲ့မယ်ဆိုရင်ကျွန်တော်တခုလောက်ပြောချင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းသင်တို့နဲ့အတူတူဖြစ်ခဲ့ပူပါတယ်။အခုတော့ကျွန်တော်မိဘကအရင်လိုအတ္တမကြီးတော့ပါဘူး။ကျွန်တော်ရဲ့ညီမလေးတွေပေါ်မှာလည်းထိန်းကွပ်မှုကောင်းတဲ့မိဘဖြစ်နေပြီ။ကျွန်တော်တို့မိသားစုလေးကအေးချမ်းတဲ့မိသားစုဘဝလေးဖြစ်နေပါပြီ။ဒီလိုဖြစ်ဖို့အတွက်ကျွန်တော်ကိုယ်တိုင်ပဲဖန်တီးခဲ့တာပါဘယ်လိုဖန်တီးခဲ့တာလဲဆိုတော့နံပါတ်1မိဘတွေကိုနားလည်အောင်ကြိုးစားခြင်းငါမိဘတွေကဘဝတွေကြမ်းခဲ့ပြီးဒေါသမောဟတွေနဲ့ဖြတ်သန်းခဲ့ရလို့ဒီလိုဖြစ်နေခဲ့တာဆိုတဲ့အကိုအရင်ဆုံးနားလည်အောင်လုပ်ပါတယ်ပြောရမယ်ဆိုရင်မိဘတွေကကိုယ့်ကိုနားလည်မပေးတဲ့အခါကိုယ်တိုင်ကပဲသူတို့ကိုနားလည်နိုင်အောင်ကြိုးစားတာမျိုးပါနံပါတ်2မိဘတွေရဲ့အဝေးဆုံးမှာနေခြင်းနဲ့ထောက်ပံ့ခြင်းမိဘတွေနဲ့ဝေးတဲ့နေရာအဆောင်မှာနေပြီးအလုပ်လုပ်ပါတယ်ဒီလိုနဲ့မိဘတွေနဲ့ဝေးလာတဲ့အခါမိဘရဲ့တန်ဖိုးကိုကိုယ်တိုင်နားလည်လာသလိုမိဘတွေဟာလည်းသားသမီးရဲ့တန်ဖိုးကိုနားလည်လာကြပါတယ်နောက်တော့ထောက်ပံ့နိုင်အောင်ကြိုးစားပါတယ်မိဘတွေဟာငွေမက်သူတွေမဟုတ်ကြပေမဲ့ကိုကမိသားစုအတွက်တစ်စိတ်တစ်ပိုင်းထောက်ပံ့လာနိုင်တော့မိဘတွေအနေနဲ့ရုန်းကန်ရတာနည်းလာတယ်ဘဝအမောတွေလျော့လာတယ်ဒီတော့တခုခုပြောချင်ရင်တော့ပြောချင်တဲ့စိတ်ကိုသူတို့ဘာသာထိမ့်တက်လာကြပါတယ်နံပါတ်3အချိန်တစ်ခုမှအိမ်ပြန်ပါနားဝင်အောင်ပြောပြပါကျွန်တော်မှညီမလေးတွေလည်းရှိနေသေးတာမို့သူတို့ကိုလည်းကျွန်တော်လိုမျိုးမဖြစ်စေချင်ပါဒီတော့ကျွန်တော်ကိုအတ္တဝါဒနဲ့မအုပ်ချုပ်တော့ဘူးဆိုရင်တော့ကျွန်တော်အောက်ကအငယ်လေးတွေအပေါ်အုပ်ချုပ်နေနိုင်ပါတယ်ဒီတော့အိမ်ကိုပြန်နေအငယ်လေးတွေကိုအော်ဟစ်ပြောဆိုတဲ့အခါသူများသားသမီးတွေနဲ့နှိုင်းယှဉ်ပြောဆိုတဲ့အခါမှာဒီလိုမပြောသင့်ကြောင်းဒီလိုပြောတဲ့အခါဘယ်လိုတွေဖြစ်လာကြောင်းနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမိဘတွေကိုမဆုံးမခိုင်းစေပဲကိုယ်တိုင်ပဲညီမလေးတွေကိုနားဝင်အောင်ပြောပြီးဆုံးမတာမျိုးတွေဝင်လုပ်ပေးပါတယ်ဒီလိုနဲ့မိဘတွေအတွက်အလေးအကျင့်ဖြစ်လာပြီးတခုခုဆိုရင်သူတို့ကိုယ်တိုင်မပြောတော့ပဲကျွန်တော်ကိုပဲဆုံးမခိုင်းတာမျိုးလုပ်ပါတော့တယ်
အပေါ်မှာပြောပြခဲ့တဲ့အချက်၃ချက်ကကျွန်တော်ကိုယ်တိုင်ကျင့်သုံးခဲ့ပြီးတကယ်အသုံးဝင်ခဲ့လို့မျှဝေလိုက်တာပါမိဘတွေကငါ့ကိုကြွရှင်အထိလိုက်လာပြီးအဆက်ခွဲမလားငါမကောင်းကြောင်းကိုတရက်ကွက်လွန်လိုက်ပြောနေမလားငါ့ကိုတခြားသားသမီးတွေနဲ့ဘယ်တော့မှနှိုက်ရှင်မလဲငါ့ကိုအတုံးမကျကြောင်းဘယ်ချိန်ထားပြောမလဲဆိုပြီးစိုးရိမ်ခဲ့ရတဲ့နေ့ရက်တွေကိုကျွန်တော်မှအများကြီးရှိခဲ့ပါတယ်နောက်ပြီးတက်တည်ဖို့အချိန်ချင်းစူးစမ်းမှုရဲ့နေ့ရက်တွေလည်းရှိခဲ့ပါတယ်အခန်းထဲမှာတိတ်တိတ်ကလေးငိုကြွေးနေတဲ့နေ့ရက်တွေလည်းများစွာရှိခဲ့ပါတယ်ဒီလိုနေ့ရက်ဆိုးတွေကိုကျွန်တော်ကိုယ်တိုင်ရုံထွက်နိုင်အောင်စူးစမ်းခဲ့ပါတယ်အားလုံးလည်းနေ့ရက်ဆိုးတွေကနေရုံထွက်နိုင်ပြီးပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေမေတ္တာတရားဖြင့်ရှင်သန်နေထိုင်ခြင်းရှင်သန်ရတာပင်ပန်းလာတဲ့အခါအရင်ဆုံးကိုယ့်ကိုယ်ကိုမေတ္တာပို့ပါလောကကြီးထဲမှာရှင်သန်ခြင်းစိတ်တွေမရှိတော့လောက်ပင်ပန်းလာတဲ့အခါအရင်ဆုံးကိုယ့်ကိုယ်ကိုမေတ္တာပို့ကြည့်ပါအရှင်ဘုရားတပည့်တော်ရှင်သန်ရတာအယံပင်ပန်းနေပါပြီအရှင်ဘုရားတခါတလေမှာလူတွေနဲ့အဝေးဆုံးကိုပြေးထွက်သွားခြင်းလောက်အောင်မွန်းကျက်ရပါတယ်ဘုရားတပည့်တော်လွတ်လပ်ခြင်းမိပါတယ်အရင်ကပျော်ရွှင်ခဲ့ဘူးတဲ့အချိန်တွေကိုလည်းပြန်လိုခြင်းမိပါတယ်အရှင်ဘုရားဒါကြောင့်ဒီနေ့မှစပြီးဘုရားတပည့်တော်ရဲ့ဘဝအေးချမ်းရပါလို့ဤဘုရားတပည့်တော်ရဲ့ပျောက်ဆုံးသွားတဲ့အနာဂတ်လေးလည်းအမြန်ဆုံးပြန်လည်ရှာဖွေတွေ့ရှိရပါလို့ဤဘုရားတပည့်တော်ကြုံတွေ့နေသမျှဒုက္ခအမျိုးမျိုးတို့တည်လည်းအမြန်ဆုံးပြေလည်နိုင်ပါစေတပည့်တော်ရဲ့အတွေးလွန်ပြီးဝမ်းနည်းတတ်တဲ့အခြင်းလေးလည်းအမြန်ဆုံးပျောက်ကင်းပါစေဘုရားတပည့်တော်ကိုအချိန်ချင်းပင်မဆင်းရအောင်ပြုလုပ်သူများလည်းဒီနေ့မှစပြီးအေးချမ်းနိုင်ပါစေဒီနေ့မှစပြီးအေးချမ်းနိုင်ပါစေဖျားတပည့်တော်ဒီလည်းဒီနေ့မှစပြီးစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းကင်းဝေးရပါစေဖျားတပည့်တော်ကိုနာကျင်စေတဲ့သူတွေကိုလည်းဖျားတပည့်တော်နာကျင်ရသလိုခံစားရသလိုမနာကျင်ရပါစေနဲ့မခံစားရပါစေနဲ့အရှင်ဘုရားဒီနေ့ဒီအချိန်မှစပြီးလူစိတ်မရှိသောသူတွေနဲ့ဖျားတပည့်တော်မစုံစည်းပါရစေနဲ့ဖျားတပည့်တော်ဝမ်းနေ၍ကြာသောမျက်ရည်များသည်လည်းဒီနေ့ဒီအချိန်ဒီနေရာမှာနောက်ဆုံးဖြစ်ပါစေအရှင်ဘုရားရှင်သန်ရတာပင်ပန်းလာတဲ့အခါတိုင်းကိုဒီလိုလေးမေတ္တာပို့ကြည့်ဖို့မမေ့ပါနဲ့နော်ဒီနေ့ကုသိုလ်မလုပ်ဖြစ်ဘူးဆိုရင်မနှက်ပြန်တော့ကုသိုလ်လုပ်ပါတနေ့လူတွေအများကြီးတည်ဆုံးနေကြပါတယ်အဲ့ဒီလိုတည်ဆုံးသွားကြတဲ့လူတွေထဲမှာကိုမပါသေးဘူးဆိုတာဟာလူဘဝမှာပျော်ရွှင်အောင်နေဖို့နဲ့ကုသိုလ်တွေအများကြီးလုပ်ဖို့အတွက်ဒေမင်းကအချိန်ပေးထားတယ်ဆိုတာမမေ့လိုက်ပါနဲ့ကုသိုလ်ကောင်းမှုတွေဟာတည်ဆုံးသွားတဲ့အခါတမလွန်ဘဝအတွက်အားကိုးရာအထောက်ပံ့တစ်ခုပါတဲ့တကယ်လို့တင်သားမထင်မှတ်ဖဲရုတ်တရက်တစ်ခုခုဖြစ်သွားခဲ့မယ်ဆိုရင်တင့်ကိုအထောက်ပံ့ပေးမဲ့ကုသိုလ်ကောင်းမှုတွေတင့်မှာရှိပါသလားကိုမှကုသိုလ်တွေများများဆဆမရှိသေးဘူးဆိုရင်တော့ကောင်းမှုတွေများများလုပ်ထားဖို့လိုပါလိမ့်မယ်ကျွန်တော်တို့တွေဟာအချိန်မရွေးနေရမရွေးသိဆုံးသွားနိုင်တာမို့လို့ဒီနေ့မဟုတ်ဘူးဆိုရင်တော့မနှက်ပြန်တော့မဖြစ်မနေကုသိုလ်တွေလုပ်ဖို့မမေ့ပါနဲ့နော်ကုသိုလ်နဲ့အကုသိုလ်ဆိုတာကဘာလဲကုသိုလ်ဆိုတာကကုသိုလ်ဆိုတာသူကကိုယ့်ကိုတာဝန်ယူတဲ့အရာဖြစ်ပါတယ်အတိပ္ပယ်လေးကတော့ကိုဟာကုသိုလ်ကောင်းမှုလေးတစ်ခုလုပ်ထားမယ်ဆိုရင်ကိုဘဝကိုတန်တရားတစ်လျှောက်မှာအကောင်းဆုံးနေဖြစ်နေဖို့သူကသူ့တာဝန်တစ်ခုလိုလိုက်ပြီးကူညီပေးမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ကိုဟာဝတ်ကြွေးတစ်ခုကိုဆက်ဖို့အတွက်ခွေးဘဝကိုရောက်ရှိသွားခဲ့မယ်ဆိုရင်တော့တထေးအိမ်ကခွေးလေးဖြစ်ဖို့ခွေးလှလှလေးဖြစ်ဖို့ကောင်းကောင်းနေနိုင်စားနိုင်အိပ်နိုင်တဲ့ခွေးလေးတစ်ကောင်ဖြစ်ဖို့ကုသိုလ်တွေကကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်ကိုပြုတဲ့ကုသိုလ်ကောင်းမှုတွေဟာဘယ်ကိုမှရောက်သွားမှာမဟုတ်ဘဲကိုယ့်ရဲ့နောက်မှာအရေးကလေးတစ်ခုလိုလိုက်ပါနေမှာဖြစ်ပါတယ်ကုသိုလ်ဆိုတာကနေရာတိုင်းအချိန်တိုင်းမှာလုပ်လို့ရပါတယ်ဥပမာလမ်းသွားရင်စူးညောင်းခလုတ်ကလေးကိုတွေ့ရဆိုရင်သူတို့ဘာကိုမထိခိုက်စေခြင်းနဲ့စိတ်ထားလေးတစ်ခုတည်းနဲ့အဲ့ဒီစူးညောင်းခလုတ်တွေကိုဖယ်ရှားပေးလိုက်တာကလည်းကုသိုလ်ပဲဖြစ်ပါတယ်လမ်းမှာဓာတ်ဆီပြတ်နေတဲ့ဆိုင်ကယ်တစ်စီးကိုနောက်ကနေခြေထောက်နဲ့ထောက်ကန်ပြီးလိုရာဓာတ်ဆီဆိုင်ထိလိုက်ပို့ပေးတာကလည်းကုသိုလ်ဖြစ်တယ်လို့ကိုစားနေတဲ့အစားအသောက်တွေကကိုတငယ်ချင်းကိုခွဲဝေကျွေးမွေးတာကလည်းကုသိုလ်ဖြစ်ပါတယ်အကုသိုလ်ဆိုတာကိုကသူ့ကိုတာဝန်ယူရတဲ့အရာဖြစ်ပါတယ်အတိပ္ပယ်လေးကတော့ကိုကအကုသိုလ်တွေအများကြီးလုပ်ထားမယ်ဆိုရင်ကိုဘဝကိုတန်တရားတစ်လျှောက်မှာကိုလောက်ခဲ့ရတဲ့မကောင်းမှုတွေအတွက်
ပြန်ပြီးပေးဆက်ရမှာဖြစ်ပါတယ်။နောက်ဘဝခွေးဖြစ်မယ်ဆိုရင်ပြုခဲ့တဲ့အကုသိုလ်ကြောင့်ညစ်ပတ်ဆုပ်ပြတ်နေတဲ့ခွေးအစာငတ်ရေငတ်တဲ့ခွေးအများပြစ်ပယ်ခြင်းကိုခံရတဲ့ခွေးအဖြစ်တာဝန်ယူပေးဆက်ရမှာဖြစ်ပါတယ်။ကိုကလူဘဝမှာအကုသိုလ်အပြင်ကုသိုလ်လေးတွေကိုပါအ ਨੇ ချင်းလုပ်ခဲ့လို့ကုသိုလ်ကြောင့်နောက်ဘဝမှာချမ်းသာတဲ့လူတစ်ဦးဖြစ်ရပေမဲ့ပြုခဲ့တဲ့အကုသိုလ်ကြောင့်အမြဲစိတ်ဆင်းရဲငိုကြွေးရတဲ့တထေးပဲဖြစ်ပါလိမ့်မယ်။အကုသိုလ်ဟာတန်တရားအတွက်အရှုပ်ထုတ်တစ်ခုဆိုရင်အဲ့ဒီကိုရှုပ်ထားတဲ့အရှုပ်ထုတ်ကိုဖြစ်လျက်ဘဝမှာတာဝန်ယူရှင်းလင်းရမှာဖြစ်ပါတယ်။ခရီးတွေသွားတဲ့အခါမှသာတငယ်ချင်းတွေမိသားစုတွေဆွေမျိုးတွေလိုက်လို့ရတာပါခေါ်လို့ရတာပါတမလွန်ခရီးကိုသွားတဲ့အခါဘယ်သူမှသင်နဲ့မလိုက်နိုင်ပါဘူးသင်ရဲ့တငယ်ချင်းလည်းသင်နဲ့အတူမလိုက်နိုင်ဘူးသင်ရဲ့အဖေလည်းသင်နဲ့အတူမလိုက်နိုင်ဘူးသင်ရဲ့အမေလည်းသင်နဲ့အတူမလိုက်နိုင်ပါဘူးသင်နဲ့အတူလိုက်နိုင်တာဆိုလို့ကုသိုလ်နဲ့အကုသိုလ်တွေပဲရှိပါတယ်ဒါကြောင့်တမလွန်ခရီးမှာသင်အနေနဲ့ကုသိုလ်တွေကိုခေါ်သွားမလားအကုသိုလ်တွေကိုခေါ်သွားမလားဆိုတာကဒီနေ့ကစပြီးဆုံးဖြတ်ပါပြန်လည်သုံးသပ်ပါကုသိုလ်တွေနည်းနေသေးတဲ့အခါများများလုပ်ဖို့ကိုတွန်းအားပေးပါအကုသိုလ်တွေများနေတဲ့အခါအဲ့ဒီအကုသိုလ်တွေကိုကုသိုလ်တွေနဲ့အမြန်ဆုံးခြေဖြတ်နိုင်မှုကြိုးစားပါဘယ်ဘဝဘယ်ဒေသဘယ်ကမ်းကိုရောက်မလဲမသိတဲ့သမုဒ္ဒရာတန်တရားခရီးကိုတယောက်တည်းသွားရမှာဖြစ်တဲ့အတွက်အဲ့ဒီတန်တရားခရီးအတွက်အထောက်ပံ့ဖြစ်စေမဲ့ကုသိုလ်ရိတ်ခါလေးတွေယူသွားကြဖို့မှားကြပါရစေကျွန်တော်တို့တွေကုသိုလ်တွေကိုတက်ဆွမ်းသမျှများများလေးလုပ်ကြမယ်နော်မိဘအားမေတ္တာပို့ခြင်းမိဘကိုမေတ္တာပို့ပြီးမှအိယာဝင်တဲ့အကျင့်အိယာထားတတ်တဲ့အကျင့်လုပ်ထားမယ်ဆိုရင်သင်လည်းအေးချမ်းနေရမှာဖြစ်တယ်လို့မိဘတွေလည်းစိတ်ချမ်းသာနေမှာအသေးချပါပဲကဲကျွန်တော်တို့ရဲ့မိဘတွေကိုမေတ္တာပို့ကြရအောင်နော်အရှင်ဘုရားလက်ရှိအခြေအနေမှာတပည့်တော်ကိုယ်တိုင်လုံးဝမပျော်ရွှင်ရပေမဲ့တပည့်တော်ရဲ့အဖေနဲ့အမေကတော့ပျော်ရွှင်ရပါစေဖေဟာဒီထက်မကကောင်းမွန်ပြည့်စုံအောင်အမေနဲ့အဖေကိုထားလိုတာကြောင့်တပည့်တော်ရဲ့အမေနဲ့အဖေအသက်ရှည်လို့ကျန်းမာပါစေဖေဟာဖျားတပည့်တော်အနာဂတ်ပြောင်းနေပြီးဥတီယာမဲ့နေပေမဲ့စံတဝါဝါနဲ့ပန်းတိုင်ကိုရှောက်လှမ်းနေပါတယ်အရှင်ဖေဟာဖျားတပည့်တော်ပန်းတိုင်စီကိုအရောက်လှမ်းနိုင်ပြီးအောင်မြင်ပျော်ရွှင်နေပုံလေးကိုတော့အဖေနဲ့အမေအသက်ရှိစဉ်ကာလလေးမှာမြင်တွေ့သွားနိုင်ပါစေအရှင်ဗျာအဖေနဲ့အမေအနာရောဂါကင်းရှင်းပြီးစိတ်ချမ်းမြေ့စွာအေးချမ်းစွာအပူပင်ကင်းစွာနေနိုင်ပါစေအရှင်ဗျာဖျားတပည့်တော်အဖေနဲ့အမေသွားလျာလာလျာမှာခလုတ်မထိစူးမညိပဲဘိတ်အနေများကင်းရှင်းပါစေအရှင်ဗျာဖျားတပည့်တော်ရဲ့မိဘနှစ်ပါးစလုံးကိုစောင့်ရှောက်ကြကုန်သောနှက်အပေါင်းတို့သည်လည်းကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေအရှင်ဗျာအဖေနဲ့အမေရဲ့လုံရင်ဆန္ဒများအမြန်ဆုံးပြေဝပြီးဒီထက်မကကောင်းမွန်ပြည့်စုံတဲ့ဘဝကိုရရှိပိုင်ဆိုင်နိုင်ပါစေအရှင်ဗျာတပည့်တော်အသက်ကြီးလာလေလေမိဘနှစ်ပါးကိုဆုံးရှုံးရမှာအလွန်ကြောက်လာလေလေမို့လို့ဖျားတပည့်တော်ရဲ့မိဘနှစ်ပါးလည်းအသက်ရှည်ရှည်ကျန်းကျန်းမာမာနေနိုင်ပါစေအရှင်ဗျာတရက်မပြတ်မေတ္တာပို့ပါမိဘကိုလှုပ်ကြွေးပြုစုနိုင်အောင်ကြိုးစားပါမိဘကိုစိတ်ချမ်းသာအောင်ထားဖို့လုံးဝမမေ့ပါနဲ့ဝတ်ကြွေးဆိုတာများများဆက်လေမြန်မြန်ကြည်လေဝတ်ကြွေးပါလာရင်ကျွန်တော်တို့တွေမဖြစ်မနေဆက်ကိုဆက်ရပါတယ်ဝတ်ကြွေးဆိုတာမကုံမချင်းဆက်ရတဲ့အရာမျိုးမို့အတိတ်ဘဝကဝတ်ကြွေးတွေဒီဘဝမှာဆက်မကုံတဲ့အခါနောက်ဘဝအထိပါသွားနိုင်ပါတယ်ဒါကြောင့်ဝတ်ကြွေးတွေကိုနောက်ဘဝအထိသင်မသွားပဲဒီဘဝမှာတင်စိတ်အပင်ပန်းလူအပင်ပန်းခံပြီးကြည်တဲ့အထိများများဆက်ခဲ့ပါဒီဘဝမှာသူတစ်ပါးကြောင့်ကိုနာကျင်နေရတယ်ဆိုတာအတိတ်ဘဝမှာကိုကသူများကိုနာကျင်အောင်လုပ်ခဲ့လို့ဆိုပြီးမှတ်ယူပါဝတ်ကြွေးဆိုတာများများဆက်ရင်မြန်မြန်ကြည်တဲ့အမျိုးမို့များများခံစားရတဲ့အခါဝတ်ကြွေးမြန်မြန်ကြည်တော့မဲ့အဖြစ်ကိုသာရှုမှတ်ပါဝတ်ကြွေးဆက်ခြင်းနဲ့ပတ်သက်ပြီးကျွန်တော် Facebook စာမျက်နှာမှာပုံမြင်လေးတစ်ပုဒ်ဖတ်ခဲ့ပူပါတယ်အဲ့ဒီပုံမြင်လေးကိုလည်းမှတ်မိသလောက်ပြန်လည်ဝေမျှပေးပါရစေတခါတော့ကရွာတရာမှာလင်မယား2ယောက်ရှိတဲ့အမျိုးသားဖြစ်သူကအရက်ကိုအချိန်ပြည့်တောင်းနေတတ်တဲ့အရက်သမားတစ်ယောက်ဖြစ်ပြီးဇရိုက်ကြမ်းတမ်းပါတဲ့အမျိုးသမီးဖြစ်သူကတော့အနေအေးပြီးယောက်ျားကိုအယမ်းချစ်တဲ့သူဖြစ်ပါတယ်တနေ့ယောက်ျားဖြစ်သူဟာအရက်တောက်ပြီးပြန်လာတိုင်းအမျိုးသမီးဖြစ်သူကိုအကြောင်းမရှိအကြောင်းရှာပြီး
ရိုက်နှက်နှိပ်စက်ပါတဲ့သူရက်တော့ပြီးပြန်လာတဲ့အချိန်အမျိုးသမီးကထမင်းပွဲပြင်မထားရင်ပြင်မထားလို့ဆိုပြီးရိုက်နှက်တတ်တယ်လို့ထမင်းပွဲပြင်ထားတော့လဲထမင်းဟင်းတွေကအေးစက်နေလို့ရိုက်နှက်ပါတဲ့ဒါတင်မကသေးပါဘူးဟင်းတွေမကောင်းရင်လည်းယောက်ျားဖြစ်သူကိုဟင်းညက်နေကြွေးရသလားဆိုပြီးရိုက်နှက်တတ်တယ်လို့ဟင်းကောင်းကောင်းချက်ပြုတ်ထားတဲ့နေ့တွေဆိုရင်လည်းဟင်းကောင်းစားတွေချက်မှတော့ပတ်စံကုန်မှာပေါ့ပတ်စံအရန်ဖြုံးတီးတဲ့မိန်းမဆိုပြီးရိုက်နှက်ပါတဲ့အမျိုးသမီးဖြစ်သူကတော့အမျိုးသားကိုညှဉ်းနိုးတဲ့စိတ်တစ်ခုတည်းနဲ့နားလည်ခွင့်လွှတ်ပေးရှာပါတယ်။တနေ့ရွာဦးကျောင်းကိုဆုံးပို့သွားရင်အမျိုးသမီးရဲ့ခန္ဓာကိုယ်ကဒဏ်ရာတွေကိုကျောင်းထိုင်ဆရာတော်ကမြင်သွားပါတယ်။အဲ့ဒီဆရာတော်ဟာယဟန်နာတစ်ပါးဖြစ်ပြီးအတိတ်ဘဝကိုရှုမြင်နိုင်စွမ်းရှိပါတဲ့။ဒဏ်ရာတွေကိုမြင်တော့ဆရာတော်ဖះကအကြောင်းစုံမေးမြန်းပါတယ်။အကြောင်းအရာအစုံလင်ကိုအမျိုးသမီးကပြောပြလိုက်တဲ့အခါမှာဆရာတော်ဘုရားကအုံလက်အယိုးတွေကိုစူးစီးပြီးပြုလုပ်ထားတဲ့အုံတစ်ပြက်စီ၃စီးကိုပေးလိုက်တဲ့။နောက်ပြီးအဲ့ဒီတစ်ပြက်စီတွေကိုအမျိုးသားမြင်နိုင်တဲ့နေရာမှာထားဖို့ကိုလည်းမှားလိုက်တဲ့အမျိုးသမီးဟာဆရာတော်အခုလိုလုပ်ခိုင်းတာကြောင့်အကြောင်းအရာတစ်ခုခုရှိမှာပါဆိုတဲ့စိတ်နဲ့တစ်ပြက်စီတွေကိုယူလာပြီးယောက်ျားမြင်နိုင်တဲ့နေရာမှာထားလိုက်တဲ့။နောက်တစ်နေ့ယောက်ျားဖြစ်သူကအရက်မူးလာပြီးမိန်းမဖြစ်သူကိုရိုက်နှက်ဖို့အတွက်ဒုရှာတဲ့ဒုတ်ကိုမတွေ့ပဲတပြက်စီကိုသာတွေ့ပြီးအဲ့ဒီတပြက်စီနဲ့ပဲအမျိုးသမီးဖြစ်သူကိုရိုက်နှက်တော့တာပေါ့ဒီလိုနဲ့နေ့စဉ်တပြက်စီနဲ့ရိုက်လာခဲ့တာအချိန်ကြာလာတာနဲ့အမျှတပြက်စီလည်းတစ်ချောင်းပြီးတစ်ချောင်းကုန်သွားတဲ့လာနှဲငယ်ကြတဲ့အခါအရက်သမားယောက်ျားကမိန်းမဖြစ်သူကိုရိုက်နှက်တာတွေတဖြည်းဖြည်းနည်းသွားပြီးနောက်ဆုံးလုံးဝမရိုက်တော့တဲ့အထိဖြစ်လာခဲ့ပါတယ်မူလာပြီဆိုရင်ထမင်းအေးစစ်စစ်စာအေယာဝင်သူ့ဘာသာသူအေးစစ်စစ်လေးသာနေတဲ့။ဘာကြောင့်အမျိုးသားဖြစ်တဲ့သူကမရိုက်တော့တာပါလိမ့်ဆိုတဲ့စိတ်နဲ့အမျိုးသမီးကစမ်းသပ်ကြည့်တဲ့။ပထမရက်ထမင်းတွေကိုအေးဆက်နေအောင်စောကြီးကလေးကကြိုတင်ခုတ်ခတ်ထားတယ်။ဒါပေမဲ့ယောက်ျားဖြစ်သူကမရိုက်ပါဘူး။စိတ်လည်းမတူတော့ပါဘူး။ဒုတိယရက်မှာထမင်းဟင်းမချက်ပဲဒီတိုင်းနေကြည့်တယ်။ယောက်ျားကဘာကိုမှမပြောဘူး။အိယာတဲ့ကိုပဲဝင်အိတ်တယ်။ဒါပေမဲ့ယောက်ျားဖြစ်သူကလုံးဝမရိုက်တော့တာပါ။မဆူမငေါက်တော့တာပါ။ဒါဟာထူးဆန်းတယ်ဆိုပြီးအမျိုးသမီးကသူ့ယောက်ျားကိုရွာဦးဘုန်းကြီးကျောင်းစီကိုခေါ်သွားတဲ့။ဘုန်းကြီးကျောင်းကိုရောက်တော့ဆရာတော်ဘုရားကအဲ့ဒီအမျိုးသားနဲ့အမျိုးသမီးကိုအခုလိုရှင်းပြပါတယ်။အတိတ်ဘဝတုန်းကအမျိုးသားဖြစ်သူကခိုင်းနွားကြီးဖြစ်ပြီးအမျိုးသမီးဖြစ်သူဟာတောင်သူကြီးပါတယ်။တနေ့တောင်သူကြီးကနွားကိုကြိမ်လုံးနဲ့အချက်ပေါင်းများစွာရိုက်ပြီးလဲထွန်းတယ်။ခိုင်းနွားကကြိမ်လုံးနဲ့တစ်ကြိမ်ရိုက်ခံရတိုင်းနာကျင်ရလွန်းလို့မျက်ရည်တစ်စက်ကျတဲ့ဒီဘဝကိုရောက်တဲ့အခါမှာအမျိုးသမီးဖြစ်သူကပြန်ပြီးအရိုက်ခံဝိတ်ခံရတာပါဒါပေမဲ့အမျိုးသားဖြစ်တဲ့သူကဒုတ်တချောင်းနဲ့တစ်ချက်ချင်းစီရိုက်နှက်နေတော့ဝစ်ကြွေးကတော်တော်နဲ့ဆက်လို့မကုန်နိုင်ဘူးပေါ့ဒါကြောင့်ပဲဝစ်ကြွေးတွေအမြန်ဆုံးကြေဖို့အတွက်ဆရာတော်ဘုရားကအုံးလက်ပေါင်းရာနဲ့ချီပြီးစုစည်းထားတဲ့တပြက်စီ၃ချောင်းကိုလက်ဆောင်ပေးခဲ့တာပါအုံးတပြက်စီတစ်ချောင်းမှာဆိုရင်အုံးလက်အယိုးတွေရာနဲ့ချီပြီးစုစည်းထားတာမို့ယောက်ျားဖြစ်သူကမိန်းမဖြစ်သူကိုတစ်ချက်ရိုက်တာနဲ့အနည်းဆုံးအချက်ရာနဲ့ချီပြီးကြေပါတယ်။နေ့စဉ်အကြိမ်ကြိမ်ရိုက်မယ်ဆိုရင်အချက်အရေအတွက်အတော်များသွားပြီးနောက်ဆုံးအချိန်တိုအတွင်းဝစ်ကြွေးကြေသွားခဲ့တာပါ။တခါတလေမှာတစ်စုံတစ်ခုကကျွန်တော်တို့ကိုထက်ခါနာကျင်စေတဲ့အခါအဲ့ဒါဟာဝစ်ကြွေးဆက်နေရတာပါပဲ။ဝစ်ကြွေးမြန်ကြေရဖို့အတွက်အခုလိုအများကြီးပေးဆက်နေရတာပါ။အများကြီးနာကျင်ခံစားနေရတာပါဆိုပြီးတော့တွေးတောလိုက်ပါအတိတ်ဘဝကဝစ်ကြွေးတွေကိုနောက်ဘဝအထိယူမသွားပဲဒီဘဝမှာတင်ကြည်အောင်ဆက်ပြီးနောက်ဘဝမှာတော့ပျော်ရွှင်အေးချမ်းကစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့လူသားတစ်ယောက်အဖြစ်ရှင်သန်ရည်တည်ပါဝစ်ကြွေးတွေများများဆက်နိုင်ပြီးမြန်ကြည်နိုင်ကြပါစေ